နိကံရပေါ့နော်ဝိနိကံရမပေါ့တကယ်ရှားပါတဲ့ရဟတန်ကရှိမယ်ဆိုလို့ဒီထဲမှာသင်္ကန်းရှားပါတဲ့ရဟန်းတော်များရှိပါသလားဗျာသင်္ကန်းရှားပါတဲ့ရဟန်းတော်များရှိပါသလားဗျာသင်္ကန်းရှားပါတဲ့ရဟန်းတော်များရှိပါသလားဗျာဘုရားရှင်ကတော့တန်ခါကိုကျေးဇူးများတဲ့ယဟန်တော်ကိုနောက်တစ်ချက်ဆိုရွေးလို့ပြောတာနော်နောက်တစ်ချက်ဆိုရွေးလို့ပြောတာတလေးကြတခါလေဒုတိယဆရာဘုန်းကြီးနဲ့ဆုံးကျော်ဘုန်းကြီးနဲ့တခါလေကတိကမှအောင်ကြောက်နေတယ်ခဏကစဉ်းစားမိတယ်ဒါလေးမဲချရွေးပြောစရာကောင်းမှာဒါလည်းပုတ်သေးဦးလေဝိသိကနဲ့ကြိုက်ကြီးမှာကြိုက်မှာလို့အဲ့လိုပဲပေါ့နော်အချင်းမှာကြိုက်မှာပေါ့အဲ့ကြတော့မနစ်ကဘယ်ရောက်သွားမနေ့ကဆုံးကျော်ဘုန်းကြီးလားဒီကွာအဲ့ဒါလို့ကြည့်ဒီနေ့ဒီလိုဟိုရကူရတောင်မှာပေါ့ဆုံးကျော်သဘဆုံးကျော်လောက်တဲ့ဝရာကြီးကိုတို့ရွေးလိုက်မယ်အဆင်ပြေလားအေးအဲ့ဒါလို့ကြည့်ရွေးဆိုတဲ့အခန်းပြီးသွားပြီပေါ့နော်ခံယူတာကပြီးတော့မနေ့ကတန်ခါရဲ့ကိုစားဒီသင်္ကန်းကိုခံလိုက်ပါတော့ဗျာရွေးတဲ့အခါကျတော့ပြီးတော့ရွေးတာမဟုတ်ပေါ့နော်ဒါတန်ခါရဲ့သဘောတည်မှုရယူပြီးတော့အလုံးတန်ခါတွေကနေရွေးတာပေါ့နော်သင်္ကန်းရှားပါတဲ့ယဟန်တော်မရှိသည့်အတွက်တန်ခါကိုကျေးဇူးများရာဆိုတာကစာကြဆရာတော်တွေရှိတယ်ပေါ့ဗျာပြီးတော့ဆုံးကျော်ဘုန်းကြီးတွေရှိတယ်စာကြဆရာတော်တွေတော့ကြည့်ရတဲ့အလက်နဲ့လောက်လာကြတယ်ကြည့်ရတဲ့ဒီနဲ့အဲပွဲဆုံးကျော်ဘုန်းကြီးအလက်ထင်တယ်ဗျာကြည့်ရတာကဲဒါဆိုလို့ချင်းအဲ့ဒါဆိုလို့ချင်းလားကတင်ခင်းမပုဂ္ဂိုလ်ကကြွကြက်ကောကြက်တာအစလေးတက်ပြီးတော့မှာခံရွေးတဲ့ဘူးတော့ပြင်မှာကမောတာဘူးဖတ်မှာလဲမောတာဘူးဖတ်တခြားဘုန်းကြီးတွေဥစားဟောလုပ်ပြီလားအမလေးပြောင်းပြီးတော့ပေါ့နော်ကြွလို့အနာမတော်ရစီတော့ခံရွေးပေးပေါ့နော်ကမောတာနဲ့တပါးတယ်လားကျော်တော်မူလာကြကုန်သောသံဃာတော်ထေရှင်သူများတို့ဗျာကမ္မဝါစာရွတ်ဖတ်ရ၌ရကုစေခြင်းကျိုးငါကုသရဏကျိုးငါကထိန်ခင်းပြီးဥဝရဤအမည်နာမကိုဖြောက်၍နာမည်အပြည့်စုံလို့ဥဝရတာမိဤအမည်နာမကိုဖြောက်၍တိတ်တဟုအမည်ပဲပါ၏ဗျာကမ္မဝါစာရွတ်ဖတ်ရ၌တိတ်တော်တိတ်တင်နာတိတ်တတစသည်ပါရှိခဲ့သောထိန်ခင်းပြီးဥဝရတာမိအားဟတ်တော်မူသည်ဟုမှတ်တော်မူကြပါသံဃာတော်ထေရှင်သူမြတ်တို့ဗျာဒုနာဒုမေဗန္တိသံဃောဣဒံသံဃတကတိနာဇီဝရံဥပ္ပန္နံယတိသံဃတဗတ္တကံလံသံဃောဣမံကတိနာဇီဝရံတိတ္တတဘိက္ခုနောဒီအမေခုနနာမပြောင်းပြီးတော့တိတ်တတ်လို့မလုပ်နဲ့တိတ်တပဲလားဒုနာဒုမေဗန္တိသံဃောဣဒံသံဃတကတိနာဇီဝရံဥပ္ပန္နံယတိသံဃတဗတ္တကံလံသံဃောဣမံကတိနာဇီဝရံတိတ္တတဘိက္ခုနောတတိယကတိနံ
Atrito Idanyadi Dunadu Me Bande Dango Idan Dangada Katina Siwaran Obanan Dango Iman Katina Siwaran Deidata Baikuno Dedi Katina Atrido Yada Yadamado Kamadi Imada Katina Siwarada Deidata Baikuno Dana Katina Atrido Do Donada Yada ne Kamadi Do Badia Dena Idan Dangina Katina Siwaran Deidada Baikuno Katina Atrido Kamadi Dangada Dadama Dondi Ewa Medan Daryami နေဦးဗျနေဦးပြတော့ဒါခံရေးပေးဆိုတာကကမောဝါစာနဲ့ပေးတာဒီကမောဝါစာနဲ့ပေးတဲ့အခါမှာခုနအရှင်ဘုရားတို့နားထောင်လိုက်လို့ကြည်ပေးတာနဲ့ပတ်သက်လို့ကရိယာပုံလေးတွေတွေ့လိုက်လိမ့်မယ်ပထမဆုံးကရိယာပုံလေးကပါလေတရိယနော်တရိယဒါကဆိုတင်နေတာမှာဧတာညတ္တိဆိုသူ့ရဲ့ကတ္တပုတ်လေးကတန်ဃောဣမံကထိနစီဝရံအမပြောင်းမဲ့ထိုင်တော့တိတ္တတဘိက္ခုနောတရိယရွယ်ချက်ကကထိနအထရိတောဆိုတဲ့ရွယ်ချက်အဲ့မှာတရိယဆိုတာကတတ္တမိဝိပဿနာသုံးထားတာနော်တတ္တမိဝိပဿနာသုံးထားတယ်ဆိုတာကရှင်ဘုရားတို့ပြီးတော့တတ္တမိရဲ့သဘောတဘာဝလေးပြောဘူးတယ်တတ္တမိဆိုတာကဘာလဲမကျင်းသေးဘူးဈာထဲမှာတစ်မျိုးတစ်ဖုံပြောင်းရင်ပြောင်းလဲသွားလောက်တယ်ဆိုတဲ့ဟာလေးနောက်တစ်ခါဒီလှူပြီးပြလက်ရှိကြတော့အဲ့မှာလေဒီဓာတ်နဲ့အတန်လေးကြားလိုက်လားဒေတိဟုတ်လားဒေတိဆိုတော့ဓာတ်ဆိုတော့အရှင်ဘုရားတို့သုံးချက်တွေ့ရမှာပေါ့လှူတဲ့ပုဂ္ဂိုလ်ရဲ့တော့ဟာလှူတဲ့ပုဂ္ဂိုလ်ရဲ့လှူဝပစ္စည်းရဲ့အလှခံတဲ့ပုဂ္ဂိုလ်ရဲ့အဲ့ကြတော့ကတ္တာကံတံပရာအဲ့ဒါလေးနားထောင်ကြည့်လိုက်အဲ့ဒါလေးကိုဒီရဖြတ်ဆိုလိုက်မယ်တန်ဃောတန်ဃာကလူမှာဟောကတ္တပုတ်မြင်လားဗျဣမံကထိနစီဝရံဘာကိုလူမှာလဲအခုကထိန်သင်္ကန်းကိုလှူမှာတိတ္တတဘိက္ခုနောဘိက္ခုတွေကဒီမှာအများကြီးဆိုတော့ဘယ်ဘိက္ခုလဲတိတ္တဆိုတော့ဘိက္ခုဒေတိပေးလူမယ်တဲ့နော်ဒေတိပေးလူဘာလို့ဖို့ရလဲဆိုကထိနအထရိတောကထိန်ခင်းဖို့ရကထိန်ခင်းဖို့ကနောက်မှကမောဇာလေးကဖြားတတ်ပါတယ်ဗျနောက်တော့ဝကြလေယတာယတမတော့ခမတိဣမတကထိနစီဝရတတိတ္တတဘိက္ခုနောဒါနံကထိနအထရိတောဆိုတာကဘာပြောလဲဆိုတော့ခုနကတန်ဃာကတိတ္တဆိုတဲ့ဘိက္ခုကိုပေးလူလိုက်တာမလားဒါနံအဲ့ဒီပေးလူလိုက်ခြင်းကိုခမတိနှစ်သက်ကြရဲ့လားတဲ့နောက်တစ်ပိုင်းလေးနော်သောတုံနတ္တတုံနိအတ္တနှစ်သက်မယ်ဆိုလို့ရှိရင်တိတ်တိတ်လေနေသောတုံနတ္တယတနခမတိအကဲ့မနှစ်သက်ဘူးဆိုလို့ရှိရင်သောဘာတိယထပ်ပြီးတော့ပြောနိုင်ပါတယ်အဲကြတော့ဒီပြတော့ဒီနေရာမှာပေးလူနေတာဆိုတဲ့ခါကျတော့
မိန်ကရိယာလေးကတတိရလို့တစ်ချက်တွေ့လိုက်တယ်မှတ်မိလားအခုကဒေတိလို့တွေ့တယ်ဒါပစ္စုပန်မှာဗျဝဋ္ဌမနာပစ္စုပန်နေနဲ့တက်တာဟောနောက်တစ်ခါကျပေးလူပြီးကြောင်းဆိုတဲ့ဟာလေးဒါကြတော့အချက်ကရိယာမဟုတ်ဘူးကိတ်ကရိယာဒိဏံတွေ့လားဗျပိဓာတိတော့အိနာအနာဣနာဝါဒါလည်းလှူပါပြီးဆိုလှူပြီးပါပြီလို့ပြောတာပါဗျဒီတော့ဒါလေးကြပြမယ်ဒိဏံဣဒံသံဃေနကထိနစီဝရတိတ္တတဘိက္ခုနောကထိနအထရိတောဒါလေးပြောမယ်ဗျဒိဏံဆိုဘာလို့လဲပေးလူအပ်ခဲ့ပါပြီးဒါရမလားဗျဒါတော့ဆိုလို့ရှိရင်ကတ္တတစ်ချက်ရှိမယ်ကံတစ်ချက်ရှိမယ်သံဗရံတစ်ချက်ရှိမယ်ဒိဏံပေးလူအပ်ခဲ့ပြီးကဘာဟောလေးလေကံဟောကိကရိယာတွေ့လားဒါဆိုလို့ရှိရင်မောကတတတိယတံကေနခုနတပြည့်ရွတ်လိုက်တဲ့ပါသွားတယ်တွေ့လားတံကေနတံဃာတိဟောရပထမဣဒံကထိနစီဝရံဤကတိလျာသင်္ကန်းကိုဒိဏပေးလူကပြပြီးဟောရပထမမောကတတတိယဘသူကိုပေးလူပြည့်ပြီလဲဆိုတော့ဧတတဘေခုနောမြင်လားဗျဟိုဘေခုအလုံးထဲမှာတိတ်တဆိုတဲ့ဘေခုကိုတဲ့ဘာလို့ဖို့ရလဲကတိနာအတ္တိတောတော့ဘုဒ္ဓမှာနောက်ပါဠိလေးရကြတော့ခမတိတံခတ္တဟုတ်လားတံခတ္တခမတိလားခမတိတံခတ္တလားခမတိတံခတ္တခုနကတံခတ္တဆိုတံဃာခမတိဘာလို့သွားရလဲသဘောကျသွားပြီလေနှစ်သက်သွားပြီမလားခမတိတံခတ္တတတ္တမတုံနီဒါတတ္တမအဲ့ဒီလိုနှစ်သက်ထားတဲ့အတွက်ကြောင့်တုံနီခုနကငြိမ်လေးမင်းလားတတ္တမတုံနီဧဝမေတံဒါရယာမိဆိုတော့သိပါတယ်လို့ပြောတယ်ဒါကမောဝါစာလေးပြောလို့ရင်ဒီနေရာမှာတပြည့်တော့ဒါလေးတွေနည်းနည်းသင်နေတဲ့အကြောင်းဆိုတဲ့အခါကျတော့ဘာတွေ့ရလဲဆိုတဲ့အခါကျတော့တရေယတတ္တမိနော်နောက်တော့ကဒေတိဝဋ္ဓမံပစ္စုပန်ပေါ့ဗျာနောက်တော့ကကျတော့ဒိဏံဒိဏတပြည့်တော့သိတဲ့ညနည်းနည်းအဝမနက်ကနည်းနည်းကြည့်တော့ဒီနေရာမှာဒုတိယမိတတိယမိလေးခေါ်ရင်ကောင်းမလားမသိဘူးသုံးညင်တိုင်းနဲ့ဒီလိုလေးပေါ့နော်ကမောစားတယ်မတွေ့ရဘူးအကြတပြည့်တော့ကချင်ခင်းတဲ့နေရာမှာခံရွေပေးပေးတဲ့ဟာလေးပေါ့ဗျာနေ့လေဟာလည်းတပြည့်တစ်ခုံးစားနှစ်ခုံးစားပါသွားတယ်ဒီပေးတဲ့ဟာလေးကြတော့ဒါတပြည့်တော့ပါဠိစီဒီမှာနည်းနည်းပါးပါနော်ပရိယတိဒါနတက္ကသိုလ်တော့သင်နေတဲ့အခါကျတော့ဒါလေးလန့်ပြီးတော့စဉ်းစားကြည့်ရင်ဒီဓာရနဲ့ပတ်သက်လို့အပေါ်နှစ်ဝက်ကကြကတ္တဟောဝကြဟောဒိဏံဣဒံသံဃေနဆိုတာကကံဟောဝကြတဲ့ကဲရှင်းဆက်သွားခေါ်ရကံကြည့်ပေးနေစောအဲ့လိုဣမံဩဒရာသင်္ကံပစ္စုဒ္ဒရာမိဣမံဩဒရာသင်္ကံပစ္စုဒ္ဒရာမိဣမံဩဒရာသင်္ကံပစ္စုဒ္ဒရာမိဧကတိဟုတ်လားကြည့်ဟုတ်လားဒါပါခုနပစ္စုဒ္ဒရာမြေစွန့်ပြီးတော့အခုကပ္ပပင်လေးထိုးနေဟုတ်ဗျာမင်းတို့ဟိုရိုက်တာကြီးကဒီဘက်ကမရိုက်ဘူးဟိုဘက်ကနေပြန်ကြပြောင်းနေပြောင်းပြန်ပြီဒီလိုအုံနောက်ကိုရွှေချပြီးတော့ခုနဟိုနောက်မှာကုရီစားပြခြင်းရှိရမလားဟမ်အဲ့ဒါလွတ်ပြစရာကောကျန်ဒိဋ္ဌံတင်ဣမံဩဒရာသင်္ကံဒိဋ္ဌာမိ
ဣမံဥဒရာသင်္ကံဒိဋ္ဌာမိဣမံဥဒရာသင်္ကံဒိဋ္ဌာမိ ခံကျွေးပင်လေးစွန့်ထိုးခြင်းတင်ခင်းဗျာ ဣမိနာဥဒရာသင်္ကေနကတိနံအတ္တရာမိဣမိနာဥဒရာသင်္ကေနကတိနံအတ္တရာမိဣမိနာဥဒရာသင်္ကေနကတိနံအတ္တရာမိ တင်ခင်းလူမောတာလောက် အတ္တတံဗန္တိသံဃတဂတိနံဓမ္မိကောဂတိနာထာရောအနုမောဒရာအတ္တတံဗန္တိသံဃတဂတိနံဓမ္မိကောဂတိနာထာရောအနုမောဒရထာအတ္တတံဗန္တိသံဃတဂတိနံဓမ္မိကောဂတိနာထာရောအနုမောဒရာ သာ သာဓုသာဓုသာဓု